awareness self awareness ဟိုမှာလေး self awareness ဒီမှာလေး self awareness ပြောနေကြတယ်ဆိုတော့ self awareness ဆိုတာပါလေ Hi Ivy ပါ welcome back to Ivy vlog ကိုလမ်းပြောင်းနေတယ်လို့ခံစားရလားလမ်းပြောင်းနေတဲ့သူတွေကဘာကြောင့်လို့လမ်းပြောင်းတာလဲเนาะအောင်မြင်နေတဲ့သူတွေကဘာလို့အောင်မြင်တာလဲအောင်မြင်နေတဲ့သူကအောင်မြင်တယ်လမ်းပြောင်းနေတဲ့ခုတစ်ထိ40 30ဝန်းကျင်ထိလမ်းပြောင်းနေတဲ့သူတွေရှိရဲဆိုတော့ဘာကြောင့်လမ်းပြောင်းနေကြလဲဘာကြောင့်အောင်မြင်ကြလဲ Okay ကိုမသိတဲ့အတွက်ဖြစ်ပါတယ် self awareness ဆိုတဲ့အရာလေးမသိလို့ဖြစ်ပါတယ် self awareness ကိုကျွန်မဘယ်လိုမျိုး definition ဖွင့်ချင်လဲဆိုတော့ကိုသိမြင်ခြင်းလို့ definition ဖွင့်ချင်ပါတယ်ဆိုတော့ self awareness သိတဲ့သူတွေအားသာချက်ကိုကျွန်မပြောပြမယ်နော် self awareness သိတဲ့သူတွေဟာတဲ့ဘလူအပ်တဲ့နေရာမှာသောတာတွေမထက်ကြဘူးအလွေတကူတို့ရဲ့ဘလူအပ်တဲ့နေရာမှာတို့ရဲ့ energy တွေတုံးလက်မရှိဘူးပေါ့နော်စိတ်ကိုရောတို့ရဲ့ခံစားချက်တွေကိုရောတေချာထိန်းသိမ်းနိုင်တယ်တဲ့လူမှုရေးကျန်းမာရေးပညာရေး relationship တွေကိုကောင်းကောင်းတည်ဆောက်နိုင်တယ်တဲ့ကိုဘာလုပ်ချင်တာလဲဆိုတာသိတယ်ကိုပြောရလုပ်တယ်အဲ့ဒီကိုရဲ့ဝါဒနာနောက်လိုက်ပြီးမှကိုဝင်ငွေလမ်းကြောင်းတစ်ခုအနေနဲ့ဖန်တီးယူကြတယ်တဲ့ကိုဘာဖြစ်ချင်တာကိုသိတယ်ကိုဘာလုပ်ချင်တာကိုသိတယ်ပြင်းပြတဲ့ဆန္ဒရှိနိုင်ပြီဆိုရင်နီလန်မျိုးစုံနဲ့ဖန်တီးယူလို့ရပါတယ်ဘဝမှာဘာလို့ချင်လဲဘဝမှာဘာဖြစ်ချင်လဲဘဝမှာဘယ်လိုမျိုးလူတွေနဲ့အနာဂတ်မှာဘယ်လိုမျိုးလူတွေနဲ့အတူတူနေချင်လဲဆိုတဲ့ဟာကိုသိတဲ့အရာက self awareness လို့ခေါ်ပါတယ်တဲ့ဆိုတော့ self awareness သိဖို့အတွက်ကျမတို့ကဘာတွေလိုအပ်လဲ achievement တွေရရှိဖို့အတွက်ကိုဘဝကိုဘယ်လောက်ထိပြင်းချင်လဲဟိုတတရရနဲ့အခု achievement တွေဘယ်လောက်ထိရချင်လဲအဲ့အရာတွေကိုရရှိဖို့ကကိုယ့်အကြောင်းကိုတီးဖို့လိုအပ်ပါတယ်တဲ့ဆိုတော့ကိုယ့်အကြောင်းကိုတီးဖို့အတွက်ကျမတို့ first step အနေနဲ့ကျမတို့ဘာလုပ်ရမလဲ journalist လုပ်ခြင်းဖြစ်ပါတယ်ဒီနေ့ဘာတွေခံစားရလဲဒီနေ့ဘလူလူတွေနဲ့စကားပြောခဲ့လေပြီးတော့ဒီစကားပြောတဲ့ချိန်မှာကျမရဲ့ခံစားချက်ကဘလူရှိသွားလဲကောင်းလားမကောင်းလားဘာလူချင်လဲပြီးတော့ဘလူလူတွေနဲ့အတူတူနေချင်လဲကိုရဲ့အနာဂတ်မှာဘာဖြစ်ချင်လဲအလုပ်ထင်းမှာဖြစ်ဒီနေ့ကျမလုပ်တာဒီနားမှာမှန်သွားတယ်ဒီနားမှာမားသွားတယ်ဆိုတဲ့အရာတွေကအစစာအုပ်ထဲမှာရေးဖြခြင်းဟာတဲ့အဲ့ဒါက journalist လုပ်ခြင်းဖြစ်ပါတယ် Okay I will ပြမယ်ဒီဟာပါကျမရဲ့ journalist လုပ်တဲ့စာအုပ်ပါပေါ့နော်ဒီစာအုပ်လေးတွေကကျမ journalist လုပ်တယ်လေ့လာခြင်းတဲ့ဟာတွေကောက်ထားလေးလာနေအရင်ဆူရတဲ့ဖြစ်နေလို့ရှိရင်ကျမဒီစာအုပ်မှာရေးလို့ရှိကျမရဲ့အားနည်းချက်ကိုဘယ်လိုမျိုးပြုပြင်မလဲကျမရဲ့အားသာချက်ကိုဘယ်လိုမျိုးသုံးချမလဲစဉ်းစားရမယ်ပေါ့နော်ဖျားတခင်ကကျမတို့အကုန်လုံးကိုလက်ဆောင်နေနဲ့ပါရမီတစ်ခုတော့ပေးထားပြီးသားပေါ့နော်အဲ့ပါရမီကကျမတို့အခုတည်းကမသိရသေးဘူးလားဘာကြောင့်လဲ self awareness မသိလို့ပေါ့နော်ပြီးတော့ self awareness ဆိုတာပါလဲဆိုတာကိုသိရှိနားလေလိမ့်မယ်လို့မျှော်လင့်တယ်ဆိုတော့Love you guys. See you the next video. ကိုကြိုက်တယ်ဆိုရင် like and share လုပ်ပေးဖို့မမေ့ပါနဲ့ချစ်စုမြိုင်းတင်ပါတယ် Bye bye.